မင်္ဂလာပါဟုတ်ကဲ့ပါပေါင်လေးကိုကိုမိတ်ဆက်ပေးပါအောင် So I'm concentrated ကျွန်တော် scary ပါလက်တလောအမှုပညာလှူရှားမှုအကြောင်းလည်းပြပြပေးပါအောင်ဟုတ်ဟာကျွန်တော်ကလောလောဆယ်တချင်းတွေတီးဖြစ်တယ်နောက်ပြီးတော့အဲ့လိုပွဲတွေတော့ဖွင့်ဖြစ်တယ်အဓိကအနားယူဖြစ်တယ်ပြီးတော့ AOI ဖြစ်တယ်အဲ့ဒါပါပဲဟုတ်ကိုစီရိတ်တက်အောင်so အခုလက်ရှိလုပ် project တွေလုပ်ဖြစ်တယ် music တွေတီးရပါတော့ပြီးကိုရရတဲ့ပိုကောင်းအောင်စူးစမ်းနေပါတယ်ဗျ Pleasant Sun Music Festival မှာပါဝင်ဖြစ်ပုံပါရောကျွန်တော် Pleasant Sun Music Festival ကိုအရင်ကလည်းတွားဘူးလေဗျသူအဲ့ဒီ production တွေရောအဲ့ဒီ artist တွေအားစားကျွန်တော်အဲ့လိုအသစ်တွေပဲအများကြီးမြင်အောင်ကျွန်တော်တဘောကြတယ်ဆိုတော့ကျွန်တော်အဲ့မှာနိုင်ပေါ်မှာလာပြီးတော့ပုတ်တော့ကျွန်တော်လည်းပါဝင်ဖြစ်ခဲ့တာပါဟုတ်နောက်တစ်ခုကျတော့အမှုပညာဖန်တီးမှုတစ်ခုလုပ်ဖို့စိတ်ကူစိတ်တန် inspiration တွေကိုဘယ်ကနေရှာဖွေလေးရှိလဲကျွန်တော်ကအဲ့ inspiration ရှာတာကြတော့ကျွန်တော်ကြိုက်တဲ့ artist တွေရှိရဗျာ artist တွေရှိရရှာဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့လိုအားတဲ့ခါအဲ့လိုရုပ်ရှင်တွေကြည့်ရရုပ်ရှင်တွေကရိုက်ပြီးတော့ကျွန်တော်အပြင်က nature အတန်တွေပြောအဲ့အတန်တွေအဲ့လိုအတန်တွေရနောက်ပြီးတော့ကျွန်တော်စိတ်ထဲကအုံနောက်ထဲကပေါ့ပေါ်လာတဲ့အရာတွေဆိုလို့ရှိရင်ကျွန်တော် record အဲ့လိုဖမ်းလိုက်တာဖြစ်အဲ့လိုမျိုးတွေလုပ်ဖြစ်ပြီးတော့အများစုကအဲ့လိုလုပ်ဖြစ်တာများပါတယ်ဟုတ် inspiration ရ yes ကိုစရာရောဟုတ်ဆိုကျွန်တော်ကြိုက်တဲ့ artist တွေစီက inspiration ယူရပြီးသူတို့တီးထားတဲ့တခြင်းတွေပေါ့နော်copy ကူးတော့မဟုတ်ပဲねသူတို့ရဲ့ emotion energy ကို inspiration ယူရပါတော့ပြီးso daily life ကလည်းယူရဥပမာတကယ်ချင်းတဲ့ conversation တွေပေါ့ artist တွေနဲ့ conversation တွေရတယ် inspiration ယူရတခြား artist တွေရတယ်ပြီးတော့everything ပေါ့ဥပမာ copy ဆိုင်ထိုင်တာပဲဖြစ်ဖြစ်mood တွေထားတာညာငါနေလဲ inspiration ယူရဗျဟုတ်ကဲ့ Okay နောက်တစ်ခုကျတော့လေဖန်တီးမှုတစ်ခုပေါ့မလုပ်ခင်မှာပေါ့နော် creative block ဖြစ်တဲ့အရာတွေကိုရောဘယ်လိုနည်းနဲ့ဖြည့်ဖြောက်လို့ရှိလဲartist ဆိုင်မှာဒီ creative block process ကိုကြုံတယ်ကျွန်တော် personally ရဆိုရင်ကျွန်တော်အဲ့လို creative block ကြုံလာရင်ခဏလောက်အနားယူရပါတော့အရင် pressure မပေးဘဲနဲ့ဒီ creative flow လေးကိုတော်တော်ခဏ flow ခိုင်းရပေါ့ဟို pressure ပေးလိုက်ရင်ကျွန်တော် creative process ကအရင် block တယ်လို့ခံစားရတယ်ဗျ and then ကျွန်တော်ကတချင်းဒီတခြား artist တချင်းတွေတာပြီး browse တယ်သူဘယ်လိုတည်ထားလဲပေါ့နော်ပြီးရင်လမ်းလျှောက်တာဖြစ်ဖြစ်အဲ့လိုခဏအနားယူရဖြစ်ဖြစ်ကျွန်တော်လုပ်တယ်ပေါ့နော်ပြီးတော့မှဒီ inspiration နဲ့ energy လေးကိုပြန်ပြီးတော့ရှာပြီးယူရပြဟုတ်ကဲ့ scary ရောဒီ creation block ဖြစ်တာကြတော့လို့ကျွန်တော်ဒီနေ့ပဲမဟုတ်လို့တခြားလူတွေကျွန်တော်အများအကုန်လုံးဒီပါလို့နေပညာမှာမဟုတ်ဆိုတော့ creation block တော့ကျွန်တော်ဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ကတော့အဓိကအဲ့လိုဖြစ်တဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုအဓိကများများအိတ်ဖြစ်တယ်ပြောများစားဖြစ်တယ်အဲ့လိုမှပဲအဲ့လို creation ပြန်ထွက်တာများရဗျဆိုတော့အဲ့လိုပဲလုပ်ဖြစ်တာများပဲဟုတ်ကဲ့အမှုပညာလက်ရာတစ်ခုပြိသက်လက်ထဲထည့်ဖို့ပေါ့နော်ဘယ်အချိန်မှာ ready ဖြစ်တယ်လို့ခံစားရလဲကိုစီဖြစ်ပြပါအောင်ဟုတ်so ဥပမာတချင်းပေါ့နော်တချင်းတပုတ်ကိုကျွန်တော်အရင်ဆုံးတီးရမယ်စမ်းတီးမယ်ပြီးဒီပွဲမှာဆန်းခွင့်ကြည့်မယ်ပေါ့နော်ဒီ crowd ရဲ့တုံ့ပြန်မှုကောင်းမကောင်းသူတို့ရဲ့ energy ဘယ်လို level မှာရှိတယ်ပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ရင်ကျွန်တော်တချင်းကိုချောတတ်မှာပေါ့ mix and mastering ပြေးမပြေးပြီး quality ပြေးမပြေးပေါ့နော်ပြီးဒီသက်ဆိုင်တဲ့တချင်းနဲ့ visual MV လို့မဟုတ်ရင်ဒီ cover up ပေါ့အဲ့အကုန်ပြည့်စုံလေး full quality ပြေးပြီးမှကျွန်တော်ဒီ project တွေရဲ့လက်ထက်ကိုကျွန်တော်ချပြရပေါ့ဟုတ် scary ရောဘယ်လိုလုပ်လေးရှိလဲကျွန်တော်ကတော့အဲ့လိုအဓိကအဲ့လို project စီကိုချပြမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်အရင်ပေါ့ကျွန်တော်အဲ့လိုစိတ်တိုင်းကြအောင်တီးတယ်အဲ့လိုစိတ်တိုင်းကြတီးပြီဆိုမှကျွန်တော်ဟိုစိတ်တိုင်းကြပြီဆိုမှအခါပေါင်းများစွာ export ထုတ်တယ်ဗျအဲ့လိုပြီးနားထောင်တယ်ပြီးတော့ကိုယ်တိုင်အဲ့လို perfect ဖြစ်ပြီလို့ထင်ပြီဆိုမှအဲ့လို project စီကိုချပြရဗျအဲ့တော့ကျွန်တော်ရဲ့ဟိုပါပေါ့ကျွန်တော်ပဲခိုင်ကြပေါ့ဒါဟုတ်နောက်တစ်ခုကကြတော့လေအနုပညာရှင်တယောက်အတွက်ပေါ့နော်အောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်ကဘာလဲငွေကြီးလားလူသိများမှုလားဒါမှမဟုတ်လို့ရှိရင်စိတ်ကျဉ်တတ်မှုလားဘယ်ဟာလေးကအဓိကဖြစ်မယ်လို့ထင်လဲအဲ့ဒါလေးလည်းဖြည့်ပြပါအောင်ဟုတ်အဓိကကျွန်တော်ထင်တဲ့အဲ့ဒီအောင်မြင်မှုဆိုတာတော့ဟိုမိကုန်းမှာလို့ပဲဆိုတာအဲ့ဒါအဓိကကျွန်တော်ပထမဆုံးမှာစိတ်ကျဉ်တတ်မှုဆိုတာကျွန်တော်ဥပမာကျွန်တော်ကြောက်တချင်းတီးကြရဗျာတချင်းတီးကြရဲဆိုတော့ကျွန်တော်တချင်းပြီးသွားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်စိတ်ကျဉ်တတ်သွားပြီကျွန်တော်တချင်းထုတ်လိုက်ရလို့ရှိရင်လည်းကျွန်တော်စိတ်ကျဉ်တတ်သွားတယ်အဲ့အခါဟို audience တွေစီကျွန်တော်တချင်းတွေရောက်သွားမယ်ဗျာဆိုတော့ရောက်သွားတဲ့အခါကျလို့ရှိရင်သူတို့လက်ခံလို့ရှိရင်ကျွန်တော်နာမည်ကြီးသွားမယ်နာမည်ကြီးတဲ့အခါအနောက်မှာအောင်မြင်မှုနောက်မှာအဲ့လိုငွေကြီးကထပ်ပြီးလိုက်လာမှာပဲဆိုတော့ဒါပေမဲ့ကျွန်တော်တော့အဲ့လိုမထင်ဘူးကျွန်တော်အောင်မြင်မှုဆိုတာကျတော့လူတိုင်းမှာဗျာ career တွေမတူကြဘူးလေ
ကျွန်တော်အများကြီး career ရှိနေပြီမဲ့အဲ့လိုအဓိကကိုလှုပ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့အချိန်မှာအဲ့လိုပြီးမြောက်အောင်လုပ်လိုက်ရဆိုလို့ရှိရင်အဲ့ဒါအောင်မြင်လာလို့ကျွန်တော်ထင်တယ်ဆိုတော့နာမည်ကြီးမှမဟုတ်ဘူးဗျာသိလားနာမည်မကြီးပဲအပြင်ကကျွန်တော်တာမန်လူတွေလည်းအဲ့လိုကိုလှုပ်ချင်တဲ့အရာကိုလှုပ်ချင်တဲ့အချိန်မှာအဲ့လိုလှုပ်လိုက်ရဆိုလို့ရှိရင်ဒါအောင်မြင်တယ်လို့ကျွန်တော်ထင်တာပဲအဲ့လိုယူဆပါတယ်ဟုတ်ကဲ့ကိုစီရရောကျွန်တော်အောင်မြင်ခြင်းလေဗျာဒီလိုကျွန်တော်အောင်မြင်ဘယ်လိုမြင်လဲဆိုတော့ artist တယောက်ရဲ့လူ artist တုံးဟောလူသားတယောက်ရဲ့influence က ignore လို့ညောင်းဝငင်းခုံလို့မရတဲ့အချိန်တွေပေါ့အဲ့လိုမျိုးဆိုအဲ့လိုမျိုးကျွန်တော်အောင်မြင်မှုလို့သတ်မှတ်ထားရပါတော့အဲ့ကျွန်တော်အောင်မြင်နေတယ်ဗျာအောင်မြင်မှုနောက်ကိုလိုက်မယ်ပြီးတော့ရင်ကျွန်တော်တော့အောင်မြင်သွားရင်တော့ကျွန်တော်အောင်သူလိုက်လာမယ်လို့တော့မြင်နေရတခြား artist တွေလည်းအဲ့လိုတက်တက်ပြပါတယ်အဲ့တော့ကျွန်တော်အောင်မြင်အောင်ကြိုးစားလာမယ်ဗျဟုတ်ကဲ့ပါနောက်တစ်ခုကကြတော့လေအနုပညာဖန်တီးမှုမှာကိုဖြစ်ချင်တဲ့အရာ passion နဲ့ပြည့်သက်ကြိုက်မဲ့အရာ market ကြားမှာရောဘယ်လိုမျိုးညှိလေးရှိလဲဆိုကျွန်တော်ဆိုရင်တချင်းထောက်ရင်တပုတ်မှာကျွန်တော်ရဲ့ true color ပေါ့နော်ကျွန်တော်ရဲ့တကယ်အပြည့် color ကိုဦးစားပေးရပြေးချပြရပေါ့နော်ဒါပေမဲ့နောက်တစ်ပုတ်မှာကျတော့ကျွန်တော်ဒီ breeder တွေကြိုက်လောက်မဲ့အနေထားရှိမရှိကိုပြင်ပြီးလေးလာသုံးတတ်တယ်အဲ့လိုပေါ့တပုတ်ကိုကျွန်တော် color ပြရတယ်တပုတ်ကိုသူတို့ကြိုက်ပေါ့အဲ့လို balance ကျွန်တော်ဖြစ်နိုင်ရင်တော့အဲ့တော့ balance လုပ်တယ်ပေါ့နော် balance ရအောင်လုပ်တယ်ပေါ့ဟုတ်နှစ်ခုလုံး balance လုပ်တယ်တခါတည်းပြိသက်ကြိုက်တဲ့အရာကိုချပြရတယ်ခါကြလည်းကိုကြိုက်တဲ့အရာကိုလုပ်လိုက်တယ်ဟုတ်ကဲ့ scary ရောyes ကိုစီပြောသလိုပြအဲ့ဒါကြောင့်အဓိကကျွန်တော်ဒီဘက်ခေတ်ရောက်လာပြီဆိုတော့အဲ့လိုကျွန်တော်ကမျိုးစား music မျိုးစားရတယ်အများကြီးကျေပြန့်လာတယ်ဗျာနောက်ပြီးတော့ကျွန်တော်အရင်ကိုကြိုက်တဲ့အဲ့လို music စီပဲတီးလို့မရအောင်ချပြလို့လည်းမရဆိုတော့ကျွန်တော်အရင်ကျန်းတဲ့ music ကြိုက်တယ် bass music တွေကြိုက်တယ်ကျွန်တော်အဲ့လိုကြိုက်ပေမဲ့ကိုတီးတာတွေကိုလည်းအများတိုင်းအဲ့လိုချပြလို့မရတော့အဓိကအဲ့ဒီ audience ကြိုက်တာနဲ့ကျွန်တော်ကြိုက်တာနဲ့အဲ့လိုမျှအောင်လုပ်တင်တော့ပိုကောင်းတယ်ဟုတ်ကျွန်တော်လည်းအဲ့လိုထင်ပါတယ်ဗျဟုတ်အဲ့ဆိုရင် personal မိခွန်းလေးနည်းနည်းမေးမယ်ဘယ် music ကိုအဓိကထားပြီးတော့ကြိုက်လဲကိုဒါဖြည်းဖြည်းကြည့်ပါအောင်ဟုတ်ကျွန်တော်အများဆုံးနားထောင်နောက်ပိုင်းအများဆုံးနားထောင်ဖြစ်တာတော့အဲ့လို hashtag ကိုနားထောင်ဖြစ်တယ် hashtag ကိုနားထောင်ဖြစ်တယ်ကိုစီအောင်ကျွန်တော်အစုံနားထောင်တယ်mainly underground rap ပေါ့နော်ဟုတ်ကဲ့တက်လာတယ်လူငယ်တွေပေါ့ artist တွေဘယ်လိုရှိလဲဘယ်လိုဖန်တီးလဲအဲ့လိုပုံပြီးလေ့လာပြရဗျပရိသတ်ရဲ့ဝေဖန်မှုဒါမှမဟုတ်ချီးကျူးမှုတွေအပေါ်မှာရောဘယ်လောက်ထိအလေးထားပြီးတုံ့ပြန်လေးရှိလဲအဲ့ဒါကျွန်တော်တို့အဓိကကျွန်တော်နဲ့ကြတော့အဲ့လို audience ကလာတဲ့ feedback ကအများကြီးတက်ရောက်မှုရှိတယ်ဗျ။အဲဆိုတော့ကျွန်တော်တို့လောက်တာကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေသူတို့ရဲ့ feedback ကကျွန်တော်အဓိကကြည့်ရမယ့်အရာဖြစ်သွားတယ်။ဆိုတော့အဲ့ဒါကြောင့်ဘယ်လိုမျိုးပြောရမလဲဆိုတော့ကျွန်တော်တို့ဆဲတာပဲဖြစ်ဒါမှမဟုတ်ကောင်းတယ်ပြောတာပဲဖြစ်ကျွန်တော်ကအလေးနဲ့ထားပြီးတော့အဲ့လိုမျိုးကိုပြင်တင်တာဆိုလို့ရှိရင်ဒီသူတို့ feedback ကိုကြည့်မှပဲကျွန်တော်ပြင်လို့ရမှာဗျာ။တချို့တစ်ခါလေကျွန်တော်လမ်းတွေလွဲနေရရှိတယ်။လမ်းတွေလွဲနေရရှိတဲ့အခါကိုယ်တိုင်မသိဘူးကိုယ်တိုင်လမ်းမှန်တယ်ပဲထင်တာ။ဒါပေမဲ့တချို့တွေအဲ့လိုပြောတဲ့စကားတွေကြားမှာကျွန်တော်တို့အများကြီးပြင်လို့ရတယ်ဆိုတော့အဓိကပရိသတ်ကတော့ပထမပေါ့တင်ပါကျွန်တော်တို့ရှိမှအဲ့လိုသူတို့ရှိမှကျွန်တော်တို့ဆိုတာဖြစ်လာမှာဗျာအဲ့တော့သူတို့ရဲ့အဓိက feedback တွေကတော့အများကြီးကျွန်တော်တို့တက်ရောက်မှုရှိတယ်အရေးပါတယ်ဆိုတော့ပရိသတ်ကတော့အဓိကပေါ့ဟုတ်ပရိသတ်အဓိကဟုတ်ကဲ့ဆိုရေးကြည့်ပါတယ်ပရိသတ်က number 1ပေါ့နော်သူတို့ရဲ့ feedback ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ improvement ဖြစ်လာအောင်ပေါ့ဟုတ်အဲ့တော့ one of the important guideline လို့မြင်ပါတယ်ဗျဟုတ်ကဲ့ပါနောက်တစ်ခုကြတော့လေအနုပညာရှင်တယောက်အနေနဲ့ပေါ့နော်ကိုအားများဆုံးချက်ကဘာများဖြစ်မလဲကိုပေါ့တခါတလေမှအဲ့လိုဘာတွေကစိတ်ကိုအားမရအောင်ဖြစ်တဲ့ခံစားချက်တွေရှိရပေါ့နော်အဲ့ဒါဘာတွေများဖြစ်မလဲ artist ရောက်နေနဲ့ဘာတွေများဖြစ်မလဲဆိုကျွန်တော်အားမရဘူးဗျာကိုအားမရ consistency အရင်မလိုက်နိုင်ဘူးပေါ့နော်တခါလေကြာရင်အဲ့လို work case ဖြစ်ဖြစ်တခြားကျွန်တော်အိမ်နဲ့ case ဖြစ်အဲ့လို distraction များရပါတော့အဲ့လိုကျွန်တော်ဖြစ်နိုင်တော့ consistency ပို့ပြီးတော့ရှိနေတယ်ဒီ workflow မြန်နေတယ်ပေါ့နော်ဟုတ်အဲ့လိုအချက်တွေကိုအဲ့ဒါအရေးကြီးဆုံးပဲလေနော်ဟုတ်ကိုအားမရတဲ့အချက်တွေမှာအဲ့ဒါတွေပါတယ်ပေါ့ဟုတ်ကဲ့ပါ scary ရောအဲ့လိုကျွန်တော်ကကြတော့အဲ့လိုကျွန်တော်ရဲ့အဲ့လို week တဲ့အချက်ကကြတော့အဲ့လို idea block ဖြစ်တဲ့အခါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်အရင်ကြာတယ်အဲ့လို idea ပြန်ရဖို့အတွက်အဲ့လိုကျွန်တော်မှအိတ်ကရစားရတယ်ဗျာအဲ့လိုအချိန်ပြန်ပြီးတစ်ခါလေးဆိုလို့ရှိရင်အဲ့လိုတစ်လားလုံးကုန်သွားတာ idea ချက်ထွက်မလာတာရှိတယ်ဆိုတော့အဓိကကျွန်တော်ရဲ့အဲ့လိုကျွန်တော် week တဲ့အချက်ဆိုလို့ရှိလို့ရှင်တော့ကျွန်တော်အဲ့ဒါတော့သဘောမကျပါဘူးအဲ့လို work process နေတာပေါ့အဲ့လိုလည်းပြောလို့ရတယ်ဟုတ် idea block တာလို့လည်းပြောလို့ရတယ်ဗျဟုတ်ကဲ့ပါဒီအချိန်နေရောက်လာဖို့အတွက်ကောဘွားမှာဘလို့ရတယ်စတီးခဲ့ရလဲအဲ့ဒီအတွက်ကောနောက်လာရတာမျိုးရှိလားဘာတွေစတီးခဲ့ရလဲဆိုတော့အဓိကကျွန်တော်တို့မှာကျွန်တော်ရဲမမဟုတ်ပါဘူးအကုန်လုံးနှီးပါကတော့ဒီမှာကျွန်တော်တို့အချိန်တွေကိုရင်းထားတယ်ဗျာအဓိကကတော့အချိန်ကတော့ကျွန်တော်တို့မှာ
အများဆုံး စားပြန်ထိုးလို့မရဘူးလေနော် အဓိကအားကြောင့်ကျွန်တော်ဆိုလို့ရှိရင်အတွေ့တစ်ခုရှိရဗျာကျွန်တော်ဥမာနောက်အသက်တစ်ချိန်အရွယ်ရောက်လာလို့ရှိလို့ရှိရင်ကျွန်တော်ဒီအချိန်ကိုကျွန်တော်ပြန်ပြီးတတိယကြည့်လိုက်မယ်ရကြီးတဲ့အချိန်မှာကျွန်တော်နောင်နာမရချင်ဘူးခင်ဗျာအဲ့လိုမျိုးသိရမလားနောင်နာမရချင်ဘူးဆိုတော့ဒီချိန်မှာငါဒါကိုလုပ်မယ်ဆိုပြီးတော့ရအောင်လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်အချိန်တွေရင်းခဲ့ရတယ်ပေါ့အဓိကတော့အချိန်တွေအများကြီးရင်းခဲ့ရတယ်နောက်တစ်ချိန်မှာပြန်တွေ့လို့ရှိရင်ဒီအချိန်ကိုနောင်နာမရချင်လို့အဲ့လိုမျိုးအချိန်တွေရင်းပြီးဒီနေရာကိုရအောင်လုပ်ခဲ့ရအဲ့လိုမျိုးဟုတ်ကဲ့ပါခုစီရောဟုတ်ကျွန်တော်လည်းချိန်နေပါတော့အချိန်နေပြီးတော့ကျွန်တော်တရားမလုပ်ခဲ့ရင်ကျွန်တော်အရင် college တော့push နေပြီပေါ့နော်ကျွန်တော်ဟုတ်ဒါမလုပ်ဖြစ်ခဲ့ရင်ကျွန်တော်အခုချိန် college တက်နေလောက်ပြီပေါ့တက်နေလောက်ပြီဟုတ် college တက်နေလောက်ပြီအဲ့လိုအခုဆိုကျွန်တော်ဆုံးဖြတ်လိုက်တာပါနော်ဒီကအရင်လုံးမယ်ပေါ့အဲ့လိုကနေလောက်ဖြစ်သွားတာပါအိမ်နဲ့ရောအတိုက်ခံနေလောက်ရသေးလားလောက်ရပါဗျာလောက်ရတာပေါ့အဲ့လိုချိန်နေမှာရောစိတ်တွေမညစ်ကြဘူးအဲ့နှစ်ယောက်စလုံးအဲ့လိုမျိုးစိတ်တွေညစ်လာပြီဆိုစကားရောပြောဖြစ်လားဟုတ်စကားတွေကတော့စိတ်ညစ်မှမဟုတ်ဒီတိုင်းတော့တော်တော်ပြောနေတော့တော်တော်ပြောစိတ်ညစ်စိတ်ညစ်မှတော့စိတ်ညစ်ပိုပြောဖြစ်တော့ညတော့အိတ်လို့မရအောင်အဲ့လိုညအိတ်လို့မရခိုင်းပြောဟုတ်ကမလေးနဲ့စကားမပြောဘူးတငယ်ချင်းပို့ပြောကြပါတချင်းနေကြောင်းရောလုပ်ဖြစ်တချင်းနေကြောင်းရောပြောဖြစ်လားတချင်းနေတူတူတွဲထွက်ဖို့ရောရှိလားရှိရတယ်ဟုတ်ကဲ့โอเคပါနောက်တစ်ခုကြတော့လေအနုပညာအလုပ်ကိုမလုပ်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်အခုချိန်မှာဘာလုပ်နေမယ်လို့ထင်လဲကျောင်းတက်နေမယ်ဟုတ် scary ရောဘာလုပ်နေမယ်လို့ထင်လဲဒီအလုပ်ကိုမလုပ်ဖြစ်ခဲ့ဘူးဆိုရင်ကိုစီကတော့ကျောင်းတက်နေမယ် scary ကဘာလုပ်နေမယ်လို့ထင်လဲကျွန်တော်တော့တေချာတာအဲ့တခြားနိုင်ငံမှာအလုပ်တစ်ခုခုပေါ့တစ်ခုလုပ်နေမှာအလုပ်လည်းတော့မသိဘူးတေချာရဲ့တစ်ခုခုအလုပ်တစ်ခုကတော့လုပ်နေမှာတေချာအလုပ်တစ်ခုခုလုပ်နေမှာတခြားအလုပ်တေချာရဲ့အလုပ်တေချာအလုပ်ကအလုပ်နေမှာတေချာရဲ့ဟုတ်ကဲ့ပါနောက်တစ်ခုကလေအခု trend ဖြစ်နေတဲ့ဟာပေါ့နော်။ဘာလို့ခုက digital ခေတ်လည်းရောက်နေပြီဆိုတော့လေဒီခုခေတ်စားနေတဲ့ AI ပေါ့နော်။အဲ့အရာတွေကအမှုပညာရှင်တယောက်အတွက်ပေါ့နော်။အဲ့ဒါတွေနဲ့ရှင်နေဆိုလို့ရှိရင်ပေါ့နော်။အမှုပညာရှင်ရဲ့လူသားဆန်တဲ့လက်ရာဘယ်လောက်ထိအရေးကြီးရဲ့လို့အရေးပါရဲ့လို့ရောထင်လဲ။အဲ့ဒါအမှန်တိုင်းပြောရရင် AI ကတော့မှန်တိုင်းပြောရင်ပိုပြီးကောင်းတယ်ကျွန်တော်တို့အခုတောင်မှအရင်နှစ်ကဆက်စားလို့ရှိရင်ဒီနေ့ဒီမှာပိုကောင်းလာတယ်ဗျာနောက်10နှစ်ဆိုလို့ရှိရင်ဒီထက်အများကြီးအစားပေါင်းများစွာပိုကောင်းလာနိုင်တယ်ဒါပေမဲ့ဘာကွာသွားလဲဆိုတော့ AI မှာကျတော့နှလုံးသားမရှိဘူးကျွန်တော်ကကျတော့အနည်းပြန်လုပ်တဲ့သူဆိုတော့နှလုံးသားနဲ့တီးရတာဗျာဆိုတော့အချိန်ကြီးပိုကြာသွားလေသူတို့က AI ကဘလောက်ကောင်းတယ်ပဲပြောကျွန်တော်တို့လူသားတီးရဲ့တခြင်းကိုတော့အဲ့လိုမျိုးနိုင်ရှင်လို့မရတော့ဘာလို့ဆိုတော့ကျွန်တော်တို့မှနှလုံးသားနဲ့တီးထားတယ်ဗျာဆိုတော့အဲ့ဒါတော့ကွာတယ်ဆိုတော့အဲ့လိုမိမာတော့မဟုတ်ဘူးမြတ်လူသားတော့အမြဲတမ်းတာနေမှာပဲဟုတ်အဲ့လိုပြောချင်ပါတယ်လက်ခံပါတယ်လက်ခံပါအဲ့လိုကိုစီရောဆိုဥမာတချင်းပါနော်ကျွန်တော်တချင်းတွေဘယ်လိုရင်လဲဆိုတော့တချင်းတိုင်းစီက story ပေါ့ပုံမြင်တစ်ခုပြောပြရတယ် personal ဆိုတီးထားတဲ့လူရဲ့ personal experience တွေပြောပြရတယ်အဲ့တော့ AI ဘယ်လောက်ပဲတိုးတက်အဲ့လောက်ထိခံစားပြီးတော့ဒီတချင်းတစ်ပုတ်ကိုတီးထွင်နိုင်မယ်လို့တော့မမြင်သေးဘူးပေါ့နော်လောလောဆယ်ဟုတ်ဒီပွဲကို biggest spoiler experience မြန်မာဆိုပြီးတော့ကြီးညာထားရှိရပေါ့နော်ခေါ်ထားတဲ့ international artist တွေကလည်းဒီ boiler ရဲ့ icon တွေဖြစ်နေတယ် boiler ကချားလည်း artist တွေသူတို့တကယ်ချပြချင်တဲ့ music တွေကိုချပြတဲ့နေရာဆိုတော့ဒီပွဲမှာကိုစီနဲ့ scary ရဲ့ဘယ်လို exclusive ဖြစ်တဲ့ set တွေကိုပရိသတ်တွေကမျှော်လင့်လို့ရမလဲဖြေပြပေးပါအောင်ဟုတ် so ကျွန်တော်တို့ collab ရှိတယ်အဲ့လို rapper တယောက်နဲ့လူငယ် rapper တယောက်နဲ့ collab ရှိရပါတော့အဲ့လိုဒီပွဲမှာကျွန်တော်တို့ U energy ကျွန်တော်တခါမှမချပြဘူးလေဟို energy ပေါ့လူငယ် energy ကိုအဲ့လိုအပြည့်ချပြတော့စီစဉ်ရှိပါတယ်ဒီ boiler stage ကလေ chart stage တွေနဲ့မတူပဲပေါ့နော်ပရိသတ်ကကိုယ့်ရဲ့လက်လန်းမိတဲ့အကွာဝေးမှရှိနေမှာဆိုတော့ဒီလိုမျိုး direct ဖြစ်တဲ့ energy ကartist တယောက်အနေနဲ့ဖျော်ဖြေမှုအပေါ်ပေါ့နော်ဘယ်လိုတက်ရောက်မှုမျိုးရှိလဲကောင်းပါတယ်ဘာလို့ဆိုတော့ကျွန်တော် audience နဲ့လည်းနီးတော့ကျွန်တော်အဲ့လို energy ကျွန်တော်ချပြတဲ့အဲ့လို music တွေအားစတခြားအများကြီးပေါ့အဲ့လိုမျိုးမိုက်ပါတယ်ကဲလို့အတူလဲကဲလို့ရတယ်ဒီကအဲ့ဒါပေါ့ဒီ audience နဲ့အဲ့လိုတရားရဲလို့ခံစားရတယ်ဗျာ connection ပုံမိတယ်အဲ့လို we are part of the crowd ပေါ့ crowd ပေါ်မှာမဟုတ်ဘဲနဲ့ energy အားစအတူပဲကျွန်တော်တို့အဲ့လိုမျိုးဒါရဲဆိုတော့ yes နှလုံးသားချင်းနီးနေရပါနှလုံးသားချင်းနီးနေအဲ့ experience ကအဲ့လို area ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒီတော့ကိုစီနဲ့ scary အနေနဲ့ဒီလိုပေါ့နော်ဒီလို boiler concept နဲ့ပြုလုပ်တဲ့ပွဲတွေကမြန်မာ music electronic sing strap ဘယ်လောက်ထိအရေးပါတယ်လို့မြင်လဲကျွန်တော်ဒီ boiler အဲ့လိုပွဲတွေကအမှန်တမ်းပြောရရင်အဲ့လို festival မှာတိတ်ပြီးတော့အများကြီးမရှိသေးဘူးခင်ဗျအဲ့လိုမရှိသေးတော့နောက်ပိုင်းအဲ့လိုမျိုးတဖြည်းဖြည်းလောက်လာလို့ရှိလို့ရှင်
ပို့ပြီးတော့လည်းအခုတည်းပို့ပြီးတော့ကျွန်တော် experience အသစ်ရတယ်လို့ထင်ပါတယ်ခါတိုင်းကျွန်တော်သွားနေကြပွဲတွေလို့ stake နဲ့အောက်က audience နဲ့အဲ့လိုအမြဲတမ်းကျွန်တော်အဲ့လိုအမြဲတမ်းသွားနေကြတာဗျာဆိုတော့အဲ့လိုဒီလို culture အသစ်လောက်တာလည်းကြိုက်ပါတယ်ကျွန်တော်မိုက်တယ်လို့မြင်ပါတယ်ဟုတ်မိုက်တယ်ဟုတ်သူစီရအောင်အရေးကြီးဆုံးဟုတ်တယ်လို့ကျွန်တော်တို့ one of the main leading part လို့မြင်တယ်ပေါ့နော်ဒီဟာရှစ်လာမှလည်း industry ကအဲ့လိုတိုးတက်လာမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဖြည်းဖြည်းပေါ့ဖြည်းဖြည်းတက်လာမှာဟုတ်အဲ့လိုဖြည်းဖြည်းတက်လာဟုတ်pleasing sense ရဲ့ပွဲမှာပေါ့နော်ပြီးခဲ့တဲ့ပွဲမှာကိုစီပါခဲ့ဘူးပဲနော်အဲ့ဒီပွဲရဲ့ production အပြင်စင်နဲ့အဲ့ဒီပွဲလာရောက်တဲ့ပရိသတ်တွေရဲ့ vibe ကရောကိုစီပေါ်မှာဘယ်လိုလွှမ်းမိုးတက်ရောက်မှုရှိလဲso အဲ့ပွဲက one of the big festival ပေါ့ကျွန်တော်ဒီရက်မှာဟုတ် indoor festival ပေါ့နော်ပြီးတော့အဲ့ပွဲမှာဘူရှင်တို့Lucas Barro လည်းခေါ်ခဲ့ရပါတော့။သူတို့နဲ့လည်းကျွန်တော် I look at them ပေါ့ as an artist သူတို့နဲ့အဲ့လိုတွေ့ကျွန်တော်ပြင်မှာမိတ်ဆက်စကားပြောခဲ့တဲ့ experience တွေရအရင်ဂုဏ်ယူပါတယ်ဒီလိုကျွန်တော်ဒီလို opportunity ပေးရဲ့ things ကိုလည်းအရင် great ဖြစ်ပါတယ်ဗျ။ Shout things right now and then ဟုတ် production team ကတော့လုံးဝ perfect ပေါ့နော်။ဟိုတပွဲပြီးတပွဲမတူအောင်ချပြသွားနိုင်တယ်ပေါ့ဟုတ်။ yeah research ဖြေပြမှုတစ်ခုမှာ artist ရဲ့စွမ်းဆောင်ရည်အပြင် stage နဲ့ production ရဲ့ support ရောဘယ်လောက်ထိအရေးကြီးရလို့မြင်လဲအဲ့ဒီစာကြတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော် artist တွေကတော့ကျွန်တော်ရဲ့အဲ့လို music တွေနဲ့ကျွန်တော် performance တွေအများကြီးကျွန်တော်ချပြရတယ်ဗျာဆိုတော့ချပြတဲ့အချိန်မှာဒီ audience ကကျွန်တော်တို့ကြည့်မှာကျွန်တော်ရဲ့အဲ့ဒီ performance ကိုအရင်ကြည့်မယ်ဗျာပြီးလို့ရှိရင်အဓိကလိုတာကြတော့အဲ့ဒီကျွန်တော် stage လို့မယ် stage ရဲ့ပြီး production တွေအများကြီးလို့ဆိုတော့အဲ့ဒီကောင်တွေကကျွန်တော်တို့ support မပေးဘူးဆိုလို့ရှိရင်ကျွန်တော်နဲ့ audience နဲ့တားရကြမှာမဟုတ်အဲ့လိုရှိရဟုတ်အဲ့တော့အဓိကကတော့ပထမဆုံးကျွန်တော်အထင်ကတော့ဟိုတချင်းကတော့နံပါတ်1ပေါ့တချင်းကနံပါတ်1တချင်းနံပါတ်1ဟုတ်တချင်းနံပါတ်1အဲ့နှစ်ကတော့ state production နဲ့အဲ့ဒါရောလိုရထင်ပါတယ်အဓိကရေးပါတယ်ဗျဟုတ်ကဲ့ကိုစီရရောဟုတ်ကျွန်တော်တို့ stage production တော့အရေးကြီးဆုံးလို့ထင်ပါတယ် cause တို့မရှိကျွန်တော်တို့ဘယ်လောက်ပဲချပြအဲ့လို effect အဲ့လောက်မရှိတော့ဘူးတို့ lightning on time on beat ပေါ့နော်ဘာလုံးဝမှန်တယ်ဒီနားမှာအဲ့လို smoke ထွက်လို့ဒီနားမှာ smoke ထွက်တဲ့ဟာလေးမျိုးတွေအဲ့လိုမှန်ကျွန်တော်ချပြလဲအားရတယ် perfect ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့artist တယောက်အနေနဲ့ဒီလို quality ကိုအသာပေးရ production နဲ့တွဲလို့ရတာရောဘယ်လိုမျိုးခံစားချက်ရှိလဲဘယ်လိုမျိုးဖြစ်တယ်လဲပေါ့အားလေးလည်းနည်းပြောပြပေးပါအောင်ဟုတ်အဲ့လိုအရင်ကလည်းကျွန်တော်ဒီ festival ကိုလာဘူးတယ်တွားဘူးတယ်ဆိုတော့အဲ့သူ့မှာကျွန်တော်အဲ့လိုမတွေ့ဘူးအစ်စ်တွေအများကြီးမြင်ရတယ်တပွဲနဲ့တပွဲရောအတွေ့အကြုံတွေတူလားမတူအဲ့လိုမတူအစ်စ်တွေအများကြီးလည်းတွေ့ရတယ်ပြီးတော့ artist တွေကအစအဲ့လိုကျွန်တော်ချင်းနေရောပေါ့အများကြီးအစ်စ်ဆန်းတွေအများကြီးမြင်နေရတဲ့အတွက်ဟိုဝမ်းသာပါတယ်ဟုတ်so yes I'm proud to be working with one of the best production team local ပေါ့နော်ဒီမှာဟုတ်လို့ရှားပွဲမှာများ experience တွေရတယ်အဲ့တော့ကျွန်တော်အရင်ဂုဏ်ယူရပေါ့နော် and grateful for this ဟုတ်နောက်တစ်ခုကကြတော့လေartist ရောက်နေနဲ့ပေါ့နော်ဒီပွဲကိုလာသွားပြီးမောင်လေးတို့ဖျော်ဖြေတဲ့ပွဲကိုလာပြီးသွားပြီဆိုလို့ရှိရင်အဲ့ပွဲကနေပရိသတ်တွေကပြန်သွားပြီဆိုလို့ရှိရင်ဂီတအပြင်နောက်ထပ်ဘယ်လိုခံစားမှုမျိုးရသွားစေချင်လဲပရိသတ်တွေကျွန်တော်စီလာပြီဆိုတော့အဓိကတော့ပထမဆုံးတော့သူတို့ရသွားကြမှာဟိုတချင်းပေါ့ဒီတချင်းကျွန်တော်တို့ sound design အသစ်တွေ music တွေသူတို့သိသွားမယ်ဗျာပြီးတော့နောက်ထပ် fashion တွေနောက်ပြီးတော့ဟို creation တွေပေါ့ creation တွေ culture အသစ်တွေလည်းမြင်ရမယ်ပြီးတော့ business sense ကလည်းအများနဲ့အဲ့လိုအသစ်တွေ design တွေအများနဲ့လုပ်နေတာဆိုတော့တေချာဘောကတော့သူတို့ရဲ့ရှင်ထဲမှာတစ်ခုခုတော့ပြောပြတတ်တဲ့များစွာတော့ခံစားချက်တွေအသစ်တွေရမှာပါအဲ့ဒါသိကြပါတယ်ဟုတ်ကိုစီရရောဟုတ် so သူတို့ရဲ့ရှင်ထဲမှာအဲ့လို one of their best style လို့ဖြစ်နေတယ်ပေါ့နော်ဒီကပွဲပြီးသွားတဲ့အချိန်မှာဟုတ် memorable လုံးဝမင်းများတဲ့ experience တစ်ခုအနေနဲ့ရသွားစေချင်ပါတယ်ဗျအဲ့လိုခံစားချက်တွေပေးဖို့ရောမောင်လေးတို့ဘက်ကနေပြီးတော့ဘာတွေပြင်ဆင်ထားလဲ music တွေ performance တွေပေါ့နော် performance တွေလုံးဝ energy performance တွေenergy ရောအဆုံးပြီးတော့အပြည့်အချက်တွေပေါ့ yes sir အချက်တွေအဓိကအဲ့ဒါအဓိကတော့အဲ့လိုအချက်တွေရောပေးကြပါဒါဆိုတော့ပြည့်သက်တွေကဒီပွဲမလာမဖြစ်ပဲเนาะဟုတ်သိကြတာပေါ့ဟုတ် Pleasing sense ကနေပြီးတော့ Eurovision ပွဲလောက်တာထပ်ပို့ပြီးတော့ creative ဖြစ်တဲ့ဒီ direction တွေကိုလောက်လာတာဆိုတော့ဒါ local electronic music sing strap ဘယ်လောက်ထိအလားအလာရှိရလို့မြင်လဲကျွန်တော်တို့ဒီ local မှာတကယ်အဲ့လိုအရန်တော်တယ်အဲ့လို producer တွေရော DJ တွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီလိုအသစ်ဆန်းအဲ့လို festival တွေကျွန်တော် artist တွေအဲ့လိုအသစ်တွေအများနဲ့ဟ
အဲ့လို design တွေလုပ်ပြနေတဲ့အတွက်အဓိကကကျွန်တော် sound design အသစ်တွေနောက်ပြီးတော့ creation အသစ်တွေအဲ့လို performance တွေကစ energy တွေကစအသစ်တွေဟိုလိုအမြဲတမ်းအဲ့လိုမြင်ရတဲ့အတွက်ဒီကလည်းအမြဲတမ်းလုပ်ပြီးမှဖြစ်တဲ့အတွက်ဟို local တွေမှာထပ်ပြီးတော့တိုးတက်လာမယ်လို့မြင်တယ်ဟုတ် local ကျွန်တော် local အတွက်လည်းအများကြီးကောင်းပါတယ်ဗျဟုတ်အဲ့တော့ဒီလိုမျိုးပွဲရနေပြီးတော့ဒီ EDM လောကကိုရောဘယ်လိုမျိုးအပြောင်းလဲတွေယူဆောင်လာနိုင်ပြီးရလို့ထင်လဲဖက်ပေါင်းစုံကနေပေါ့နော်မောင်လေးတို့ဘယ်လိုခံစားရလဲဘယ်လိုထင်လဲဒီလိုပွဲတွေလှုပ်ချင်အားဖြစ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့သဘောကျပါတယ်အဓိကအဲ့လိုလူငယ်တွေပဲလေလူငယ်ဆိုတော့ကျွန်တော်တို့အဲ့လိုပျော်ချင်ကြရတယ်ဗျာဆိုပျော်ချင်ကြရဆိုတော့ပြီးတော့ဟိုအများအား festival ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရင်းမြင်ခဲ့တဲ့ပုံစံတွေပဲဆိုတော့အခုလို့ဆိုလဲအဲ့လို wider experience အသစ်ကျွန်တော်ရကြမယ်ပြီးတော့ဟိုလို new artist တွေတွေ့ရမယ်ပြီးတော့ creation နဲ့ energy ရဲ့စားတခြားအများကြီးအသစ်တွေဆိုတော့ဟိုကောင်းပါတယ်ထင်တာတဲ့ပို့ပြီးတော့လမ်းမယ်လို့မြင်ပါတယ်ဗျဟုတ်ကဲ့ကိုစီရအောင်ဟုတ်new stage design new experience new crowd ပေါ့နော်ဟုတ် new channel ပေါ့ new channel ပေါ့ဟုတ်ကျွန်တော်တို့မြင်ပါတယ်ဗျဟုတ်ကဲ့ပါအခုပွဲမှာ back to back ဖြောပြရမှာဆိုတော့နှစ်ယောက်ကြားမှာရှိရဲ့ chemistry ကနေဘယ်လို unique ဖြစ်တဲ့ energy တွေကိုပရိသတ်တွေယူဆောင်ပရိသတ်တွေစီကိုယူဆောင်လာဖို့ရှိလဲကျွန်တော်တို့ကတော့အဲ့လိုအများတန်း back to back ဖွင့်มาရတော့မဟုတ်ကျွန်တော်အများတန်း energy ကတော့ကျွန်တော်ပရိသတ်တွေအတွက်ကျွန်တော်ကိုယ်စားညောင်ရှိရဲ့ energy အများတန်းပေးရဗျဆိုတော့ဒီပွဲမှာကြတော့လဲကျွန်တော်ညာ back to back ဆိုတော့အဲ့လိုပွဲကိုချင်းတွေပေါ့ movement တွေပြီးတော့ energy performance energy ပေါ့ဗျာ new energy new brand ပြီးတော့ energy အပြည့်နဲ့တော့ခြိုက်ပါသားပေါ့ready ပဲready ပဲအဲ့တော့ဒါပြီးတော့လာခဲ့စေချင်ပါတယ်ကျွန်တော်တို့စက်တိုင်းလာစေချင်ပါတယ်လာခဲ့စေချင်ပါတယ်အားလုံးဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့အခု podcast ကိုနားထောင်နေတဲ့သူတွေနဲ့အပြင်မှာလာပြီးကောက်ဖို့ပေါ့နော်မောင်လေးနဲ့တူတူ enjoy လုပ်ဖို့ဝေခွဲမရဖြစ်နေတဲ့သူတွေကိုဒီပွဲကဘာကြောင့်လက်လွတ်မခံသင့်လဲဆိုတာပြပြပေးပါအောင်ဒီပွဲကကျွန်တော်ဟိုကြီးညာထားသလိုပဲပြီးတော့ကျွန်တော်အသစ်ဆန်းတွေအများကြီးပါမယ် creation တွေအစပြီးတော့အသစ်ဆန်းဖြစ်တဲ့ music တွေနားထောင်ရမယ်ကြားရမယ်ပြီးတော့ performance တွေအစဟိုအကုန်လုံးပေါ့အသစ်တွေဆိုတော့အဲ့တော့ဟိုတွေ့နေပဲနဲ့လာခဲ့စီချင်ပါတယ်ဆိုတော့ artist တွေအစနိုင်ငံခြားအဲ့လိုကျွန်တော်အသစ်ဆန်း artist တွေကိုခေါ်ထားတယ်ပြီးတော့ local ကရမ်းမိုက်တဲ့ artist တွေလည်းပါတယ်နောက်ပြီးတော့ bro Boiler Room ကကျွန်တော်ဒီ calling လဲကျွန်တော် artist icon တွေပေါ့နော်ယောက်ျားမကူပြီး calling တို့ပါတယ်လို့ကြားရပြီပြီးတော့လေ local မှာnew energy new gen ကြီးပါ artist တွေလည်းခေါ်ထားလို့ကြားရတယ်အဲ့တော့ဒီဘက်ကိုတော့လုံးလုံးသိဘူးလို့တော့ကျွန်တော်မြင်နေပါတော့ပြီးတော့ကျွန်တော်တို့လည်းအားလုံးနဲ့တူတူသူတို့ vibe ချင်ပါတယ်သူကဲချင်ပါတယ်တောင်းချင်ပါတယ် yes ဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးဖြည့်ချပေးတဲ့အတွက် scary နဲ့ cozy rate ကိုကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်